ဒီလန်ဝါလေးပဲကွာ သူကမိတ်နေ သူကမမေ့နေတော့လေကျုပ်ကရကျုပ်ကရကျုပ်ကဒီကျုပ်ဒီမင်းကျုပ်ကရမဟုတ်တကျုပ်ကတရားနဲ့လားဒါဝိုင်းမှလည်းတရားလူနဲ့ပါလူနဲ့မဟုတ်ဒီကွာလေးလို့ပေါ့ဒီနားနေဝိုင်းမှ ကျိုးရှိပေါ် ဟုတ်ကဲ့ဘတ်စကတ်တတိမေနော်ဇက်ကတော့လန်ဝါအောင်သူကအဲ့လိုရှိတယ် အဲ့ဒီပုံစံဝဲကျွန်တော်တို့ကဒါတော့ ready made ဆင်ထားတဲ့ကျိုးပေါ့ ready made ဆင်ထားတဲ့ကျိုးက ready made ကောက်စွတ်လိုက်တာပေါ့နော်အဲ့ဒါလေးကျွန်တော်ဘယ်လိုပြန်ပြန်ပေးတာဒီလိုဟိုဒီဘက်ကလည်းဆွေးပါလား တို့အဲ့ရတာ အဲ့ကောင်ကို ကျွန်တော်တို့ emergency မှာလူချီပြီးသားတဲ့ခက်မှာပြင်မှာပေါ့နော်မဖြစ်မပါဘူးလို့ဆိုရင်လူကျိုးပဲပါသွားတယ်ကိုကတခါလည်းမချီတော့ဘူးပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ချီတဲ့ကျိုးဆိုင်ပေါ်မှာလည်းလူဒီပြီးတော့လူကဝါလာပြင်လာဆိုတော့ကျွန်တော်တို့ကမသိနိုင်ဘူးမသိနိုင်တဲ့အချိန်မှာကျွန်တော်တို့ကအခုလိုပဲဒီကျိုးကိုယူသွားတယ်ရောသူခန္ဓာကိုယ်မှာသွားဆုံးသူကလည်းမှလည်းဒီပုံစံလေးပဲမမထားကြတယ်တဲ့ဘယ်ကျိုးကပဲညာကျိုးက ဟုတ်ပြီအဲ့သူကနာကိုဘင်းဆောင်ထွက်လာကျိုးနဲ့ချောင်းကြည့်တယ်ဒိုင်းမှာလေဟုတ်ပြီ Okay ပြီးလို့ရှိရင် this is harvest ထည့်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီကျိုးနဲ့ချောင်းလေးတွေကိုပြန်ထည့်လိုက်Okay ထွက်လို့ပို့လိုက်အဲ့ချိန်မှာကျွန်တော်တို့ခုနလိုပဲသူ့ထားလိုက်မယ်နောက်တော့မှထားမယ်ပြန်မှဒီ အချမ်းဘူးလေးကိုခိုင်းတာသူကကတော့ချင်တယ်အားချင်တယ် ဒီပါလေဒီမှာတော့ဒီကျိုးလေးနဲ့ရှည်သွားတယ်ဗောဒီဟာယူလိုက်တာလေနော်မနည်းနည်းတုံမှသူကမမတ်လေးနော်အဲ့ဒါလေးဒီလက်လေးပို့ခိုင်း ဒါတော့ ready made ပေါ့ဗျာလူတယောက်ကိုမကြလည်းမလို့ထောင်ကြလည်းမလို့တွေးကြလည်းမလို့စကြလည်းမလို့ကြောက်လည်းမြောက်ကြမလို့ထောင်လည်းအောက်ဆွဆွကြမလို့အသားလေးကောက်ချီပါလို့ဗျာ အဲ့တော့ပြန်ချင်တယ် ချီခိုင်းမယ်ချီခိုင်း ရှည်ရမယ်လက်တွေလောက်အောင်နောက်ပြီးတော့လက်တွေလောက်ပြီးဒါကလည်းဟိုမနက်ဖြန်တစ်ဘက်ကတစ်ပတ်လောက်ကိုနေတိုင်းလို့နောက်ကဆိုတစ်ပတ်တစ်ချိန်ပြန်လို့အဲ့လိုမှမမေ့ဒီနေ့လောက်ပြီးတော့တစ်လားလောက်လဲကြာပါမသိတော့ ရှာအမူကြီးရောက်လာထားမှုအေးခိုင်းချင်းလေဆရာတော့တာပြင်ရပြပဲဆရာ ပြီးပြန်မဖြီးပေးနဲ့တော့အဲ့တိုင်းလိုက်ကိုယုံစင်းလို့ရတယ်အဲ့ဒါမှကိုယုံစင်းလို့ရသူအဲ့တိုင်းထားလိုက် ဒီနေ့တွေဘာကြလဲလားမေးပါဆရာလဲလိုက်ပါ ဘယ်လိုချီမှာလဲ တော့ချီပဲလေ ကဲအဲ့ဆိုចောင်းသားကြီးချီမယ်ဆိုတော့လိုက်